ကျွန်တော်ဒီမှာအဲ့ဒါ special promotion ဈေးတွေပဲရှိသေးတယ်လုံးဝဈေးမတင်ထားဘူးကြိုက်တဲ့ဆိုင်ကိုစုံစမ်းဈေးသက်သာနေစေရမယ်အဲဝန်တက်တဲ့လက်ရတွေမှာဆိုရင်လည်းလုံးဝကောင်းနေရမယ်ပေါ့နော်โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ခုလက်ကနေပြီးတော့မှပြန်လဲကြိုးစားပါတယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဟောပေါ့နော် AOD တိုင်းဘက်မှာရှိတဲ့ပုံမှန်မျိုးတွေမှာကျွန်တော်တို့ဒါအဲဝန်သွားဆင်ပေးသွားနေတာဖြစ်ပါတယ်MCG အမတာလေးတွေသွားဆင်ပါပေါ့နော်ပထမတစ်ခေါက်တော့ကျွန်တော်တို့ဒါ UK အမတာလေးတွေဆင်ပေးနေတယ်ပေါ့ဗျာအဲသဘောကျတဲ့အတွက်နောက်တစ်မျိုးထပ်ဆင်အောင်ဆိုတော့အခုက UK တွေဆိုလို့ရှိရင်ကျွန်တော်တို့ဒါတကောင်တွေကတော့ပစ္စည်းတော်တော်ပြတ်နေပြီပေါ့နော်တကောင်ဆိုရင်အမတာတိုက်ရောနိုင်အမတာတိုက်ရောပစ္စည်းကမရှိတော့ဘူးသူကလည်းရောင်းအောင်ကောင်းလောက်အောင်လဲဟိုဈေးနှုန်းနဲ့ဟိုဆက်ရပြန်ရတဲ့ quality ကလည်းကောင်းနေပေါ့နော်ဆိုတော့ဒါအစ်စ်တွေတက်မယ်ဆိုရင်တော့ UK ကတကောင်မရှိတော့ဘူးအင်မာတာတိုက်ဖြစ်ဖြစ်နိုင်မာတာဖြစ်တကောင်ဝဲတွေတော့ရအောင်မယ်ကောင်ဝဲတွေတော့ရအောင်မယ်ပြီးရင်ကျွန်တော်တို့အဲကွန်တစ်တွေရွေးချယ်တဲ့အခါမှာဟိုသူ့ရဲ့ကုမ္ပဏီပေါ့နော်မူရင်းကုမ္ပဏီကနေပေးမယ် service တွေပေါ့ဆိုရဘတ်တွေရမရပေါ့နော်ဟိုအခုအဲ့ဒါနဲ့ရင်ပြန်ဖြည့်ရှင်းပေးတဲ့ကြာချိန်တွေမြန်မမြန်ဟောအဲ့ဒါလေးတွေပါထည့်စဉ်းစားရတာပေါ့အဲ့ဒါလေးထည့်စဉ်းစားရတယ်အဲ့တော့ဈေးတန်းလေးတွေမှာအလဲလက်တဲ့ဆိုရင်စားပစ်လဲကောင်းပြီးတော့ဈေးနှုန်းလဲတင်းတဲ့တဲ့ဆိုရင် MCG တို့ဘာလို့ရွေးလို့ရတယ် UK ရွေးမယ်ဆိုရင်တော့သူကအောက် brand ပေါ့နော်ကျွန်တော်တို့အောက် brand တစ်ဖြစ်တဲ့ quality ကောင်းတယ်အဲ့ဒါဆိုရင်တော့တကောင်ဝဲတွေဆိုတော့ရအောင်မယ်တကောင်ဝဲတဲ့ဆိုရင် UK တကောင်ဝဲဆိုရင်ကျွန်တော်တို့73,400ဒါနိုင်မှာဒါဆိုတော့လောက်ပဲရှိမယ်အင်မာတာတိုက်ဆိုရင်တော့15,000လောက်ပဲရှိမယ်နော်โอเคပြီးရင် MCG တို့ဘာလို့ဆိုရတော့ကျွန်တော်တို့က SNBC မှာစောစောပြောတာတွေက SNBC ဈေးတွေနော်ကျွန်တော်ဒီမှာအဲ့ဒါ special promotion ဈေးတွေပဲရှိသေးတယ်လုံးဝဈေးမတင်ထားဘူးကြိုက်တဲ့ဆိုင်ကိုစုံစမ်းဈေးသက်သာနေစေရမယ်အဲဝန်တက်တဲ့လက်ရတွေမှာဆိုရင်လည်းလုံးဝကောင်းနေရမယ်ပေါ့နော်ပြီးရင် MCG ဆိုရင်လည်းကျွန်တော်တို့ကတကောင်ကို14,500ပဲရှိတယ်မိတ်ရင်ထိုင်လန်ဖြစ်တယ်တရုတ်မဟုတ်ဘူးနော်ထိုင်လန်မိတ်ဖြစ်တယ်ပြီးရင်တကောင်ဝဲ16,400အင်မာတာတိုက်ဆိုရင်18,000ခွဲပဲရှိတယ်တကောင်ကိုတော့အလဲလက်ပေါ့နော်သူ့ထက်နည်းနည်းဈေးများတာတွေဆိုရင်ကျွန်တော်တို့ကြိုက်တာကတော့ LG တို့ဘာလို့ကြိုက်တယ် LG ဆိုရင်ကျွန်တော်တို့ကအင်မာတာကိုဂျူရဲအင်မာတာကိုကြိုက်တယ်ဆိုလာတို့ bucket system တို့ပေါ့နော်ဘက်ထရီတို့နဲ့သုံးမယ်ဆိုရင်ဒါ LG တို့ဘာလို့ဆိုတာကျွန်တော်ကြိုက်ပါတယ်တကောင်23,500ရှိရယ်တကောင်ဝဲကို28,500ပါသူကတော့ဒါ high end level အမြင့် brand တွေပါမြင့် brand တွေဆိုရင်တော့ကျွန်တော်အဲ့ကောင်ကိုကြိုက်တယ်ဆိုတော့ပြီးရင်ကျွန်တော်တို့ service မှာဆိုရင်လည်း SNBC မှာကျွန်တော်တို့ကဟို set ရ warranty အပြင်ဟိုကို service ကနေပေးတယ် installation warranty ခေါ်တာပေါ့အဲ့ဒီကောင်လည်းဟို6လပါမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဖြုတ်တဲ့တက်တဲ့လောက်ထားတဲ့ joint set တွေကနေ guide ရုပ်စိမ်းမှုမရှိဘူးအတွက်ဒါအမကန်6လပါပါတယ်ပြီးရင်installation အမှားကြောင့်ရေမကျဖို့အတွက်လည်း3လအမကန်ပါပါတယ်ပြီးရင်ကျွန်တော်တို့ဒါ aircon နဲ့ပတ်သက်ပြီးတော့ဟိုဘာပဲလိုရပေါ့နော် service ဆိုရင်အကုန်စုံရတယ်အဲ့ဒါကုတ်တီဖြည့်ရှင်းခြင်းလည်းရတယ်ပြီးရင်ဟို aircon service ပေါ့နော် Jeep ဆေးတာတို့ဘာတို့ပေါ့မအေးတာတို့ရေကျတာတို့အတန်မြည်တာပြီးရင်ဒါကျွန်တော်တို့အိမ်သုံးနေမကဘူးလုပ်ငန်းသုံးနေကြည့်ပါအားလုံးရတယ်စက်ရုံသုံးနေပါလေ9ကောင်နေ10ကောင်နေ VRBB အဲ့ဒါဖြည့်ရှင်းခြင်းတာတွေအကုန်ရတယ်နော်ကျွန်တော် aircon design specialist ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ပြီးရင်ဟိုစောစောပြောလို့တော့နေရာဒီရမ်းပူလာပြီကျွန်တော်တို့အဲ့မှာ aircon တစ်တက်မယ်ဆိုရင်လည်းရတယ် aircon တစ်တက်မယ်ဆိုရင်လည်း brand အစုံကိုကျွန်တော်တို့ဒါတခြားဆိုင်နေနဲ့ရှင်းမယ်ဆိုရင်လည်းဈေးနှုန်းတွေရှင်းလို့ရတယ်ကျွန်တော်တို့ 2 special ဈေးနှုန်းတွေလုပ်ပေးထားတယ်အဲ့ဒါလေးတွေပေါ့နော် okay ဆိုတော့ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်399420418339ကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်ဆိုင်လိပ်စာကြတော့ဒါမင်းအောင်လမ်းမကြီးပေါ်မှာရှိတယ်ခမာရွတ်မြို့နယ်မြန်မာတင်မော်တင်ဝန်ထမ်းအိမ်ယာထဲမှာရှိပါတယ်mass gas တိုင်းပဲပေးခြင်းကအိမ်ယာဝင်မင်းအောင်လမ်းမကြီးပေါ်မှာပါပဲโอเคကျွန်တော်တို့အခုဆိုရင်ဒါမဟုတ်ဘင်ကကျွန်တော်တို့လက်ရကိုကြိုက်လွန်းလို့ဒါ transportation charges သသိန်းကျော်ထိကုန်ကြခံပြီးခေါ်တာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဒါ aircon တက်တာနည်းနည်းကျွန်တော်တို့ transportation ဈေးကပုံများနေအောင်လား
ဒါမဲ့လည်းကျွန်တော်တို့လက်ရကြိုက်တဲ့အတွက်ခေါ်တာဖြစ်ပါတယ်โอเคဆိုတော့ဒါသွားလိုက်ပါအောင်မယ်ကျွန်တော်တို့အားပေးကြတဲ့ကစတမာတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိတောင်းပြောကြရင်းနဲ့နောက်တဲ့ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ပါအောင်မယ်ခင်ဗျာโอเคကျေးဇူးတင်ပါတယ်